ထိုသူငွေထုတ်ယူရန်သွားသောအခါထူးဆန်းသောအရာတစ်ခုကိုသတိပြုမိလိုက်သည်သူ့ဘဏ်အကောင့်ထဲတွင်ရုတ်တရက်950ပိုရှန်နေသည်ချက်မယုံနိုင်ပေသူငွေများထပ်ထုတ်ယူရန်ကြိုးစားသောအခါအနှဆက်မှငွေများအဆက်မပြတ်ထွက်လာသည်အနီးအနားရှိလူများအံ့အားသင့်သွားကြသည်ချက်သည်အာယုံစိုက်မှုကိုမခံကျင်သောကြောင့်ငွေများကိုသူ့အိတ်ထဲသို့ထည့်ကာအမြန်ထွက်သွားသည်အိမ်ပြန်ရောက်သောအခါသူ့အိမ်ရှင်ပြေးလာသည်ချက်သည်ထိုနေ့လယ်တွင်သူ့ကိုမြ мян ဖယ်ရှားရန်လေးလံသောအထုပ်များစွာရရှိခဲ့သည်ဟုသူပြောသည်ချက်သည်အိမ်ငါးခကိုကြိုတင်ပေးချေခဲ့သည်သို့သောချက်မီးဖွင့်လိုက်သောအခါသူအံ့အားသင့်သွားသည်အခန်းထဲတွင်တောင်ကဲ့သို့ပုံထားသောတစ်တာများဖြင့်ပြည့်နှက်နေသည်သူတစ်တာကိုဖွင့်လိုက်သောအခါသူမသိသောထူးဆန်းသည့်ပစ္စည်းများဖြင့်အမိုးနီယမ်နိုက်ထရိတ်နှင့်အဆင့်မြင့်လက်နက်များစွာကိုတွေ့လိုက်ရသည်ထို့နောက်သူ့နာမည်ပါသောနိုင်ငံကူးလက်မှတ်များစွာပါသောစာအိတ်တစ်အိတ်ကိုသူတွေ့လိုက်သည်ချက်လုံးဝရှုပ်ထွေးသွားသည်ရုတ်တရက်သူဖုန်းမိလာသည်စိတ်လှုပ်ရှားစွာသူပြန်ဖြေလိုက်သည်ဖုန်းလိုင်းပေါ်ကအတန်တစ်ခုကရဲတွေ1မိနစ်အတွင်းရောက်လာလိမ့်မယ်လို့ပြောတဲ့ပြဿနာတွေကိုရှောင်ရှားခြင်းရင်အခုပဲထွက်သွားပြီးအနီးဆုံးရထားဘူတာယုံကိုသွားပြီးနောက်ထပ်ညွှန်ကြားချက်တွေကိုစောင့်ရမယ်ချက်ကပြတင်းပေါက်ကနေအမြန်ကြည့်လိုက်ပေမဲ့ထူးဆန်းတဲ့ဘာမှမတွေ့ရဘူးဖုန်းထဲကလူကအခန်းထဲမှာတက်တဲ့အထောက်ထားတွေပြည့်နေပြီးရဲတွေကသူ့ကိုဖမ်းမိရင်အကြမ်းဖက်သမားအဖြစ်သတ်မှတ်ခံရမယ်လို့သတိပေးလိုက်တယ်ချက်ကဘသူဖုန်းခေါ်နေတာလဲလို့မေးပေမဲ့အဖြေမရခင်မှာပဲအခန်းထဲကိုလျှက်စီးလက်ခနဲ့လွင့်စင်သွားပြီးရဲတွေကပြတင်းပေါက်ကနေခွဲထွက်သွားတဲ့ချက်ကထွက်ပြေးဖို့ကြိုးစားပေမဲ့တကားကိုဝိုင်းထားပြီးသားရဲတွေကသူ့ကိုအမြန်ဖမ်းပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆေးရေးခန်းကိုခေါ်သွားတယ်ချက်ကသူ့မှာအပြစ်မရှိဘူးအခန်းထဲကပစ္စည်းတွေအားလုံးဘယ်ကလာလဲဆိုတာမသိဘူးလို့ပြောနေပေမဲ့ရဲတွေကသူ့မှာအပြစ်ရှိတယ်လို့တကယ်မထင်ဘူးသူတို့ကသူ့ရဲ့နောက်ခံကိုစစ်ဆေးပြီးသူ့ကိုလှည့်စားနေတယ်လို့ယုံကြည်ကြတယ်သူ့အကိုနဲ့ဆက်ဆက်နေနိုင်တယ်လို့သူတို့ထင်ကြတယ်ချက်ကသူတို့နှစ်ပေါင်းများစွာစကားမပြောဖြစ်ကြတော့ပဲသူ့ညီကိုမနေ့ကပဲမြုပ်နှံခဲ့တယ်သူစီကသူတို့ရတဲ့အကျိုးအမြတ်အနည်းငယ်သာရှိတာကြောင့်စိတ်ပြက်နေတဲ့ရဲတွေကချက်ကိုတယောက်တည်းစဉ်းစားဖို့ထားခဲ့တယ်ပြီးတော့စစ်ဆေးမင်းမြန်ခန်းကတရားရေးဌာနကနေဖက်တစ်ဆောင်ရောက်လာတဲ့ချက်ကိုဖုန်းတစ်ချိန်ပဲခေါ်ခွင့်ရှိတယ်လို့ပြောတယ်အရေးကြီးတဲ့တယောက်ကအချက်လက်သစ်တွေပို့ထားပုံရပေမဲ့နောက်ပါဆက်ဖြစ်မလဲဆိုတာဘယ်သူမှမမျှော်လင့်ထားဘူးအဲ့ဒီထူးဆန်းတဲ့အတန်ကဖုန်းထဲမှာပြန်ပေါ်လာတယ်